မောင်မိုက်တဲ့ညာချမ်းတဲ့ငါတယောက်ထဲကြံရစ်တဲ့အငွေအသက်တွေရင်မာဝေးမင်းထားခဲ့တဲ့အမတ်တရားဒါတစင်းနဲ့ငါနှလုံးသားကိုနေတိုင်းထိုးဆိုင်နေရှောင်ပြေးလို့မရတဲ့ကံကြမ္မာရဲ့လဲခွက်များငါအမားတွေကငါကိုပြန်နှိပ်စက်ထားမင်းမရှိတဲ့ကဘာမှာ